2026 ခုနှစ် Premier League ရဲ့အရေးကြီးဆုံးမြောက်လန်ဒန်၏တပွဲဖြစ်မဲ့အာဆင်နယ်ကနဲ့ Chelsea တိုက်ပွဲကတော့ပရိသတ်အားလုံးစောင့်မျှော်နေတဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်။ဒီပွဲဟာတာမန်လိဂ်ပွဲတစ်ပွဲမဟုတ်ပဲဂုဏ်သိက္ခာသမိုင်းနောက်ခံပြိုင်ဆိုင်မှုတွေအားလုံးပေါင်းစပ်ထားတဲ့စိတ်လှုပ်ရှားပွဲတိုက်ပွဲတစ်ခုဖြစ်ပါတယ်။အာဆင်နယ်အနေနဲ့25-26 ရာသီအတွင်းတည်ငြိမ်မှုနဲ့စီကံကောက်မှုနဲ့ကစားပုံကိုပြသထားနိုင်ခဲ့ပါတယ်။သူတို့ရဲ့ထိန်းချုပ်နိုင်စွမ်းလျင်မြန်သွက်လက်တဲ့ဝင်ဖိုင်နဲ့နောက်တန်းတည်ငြိမ်မှုတွေကအသင်းကိုယုံကြည်စိတ်ချရစေပါတယ်။အထူးသဖြင့်အိမ်ကွင်းပွဲတွေမှာအာဆင်နယ်ဟာပိုင်ဆိုင်မှုမြင့်မားပြီးအချိန်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ပြိုင်ဘက်ကိုဖိအားပေးနိုင်တဲ့စွမ်းရည်လည်းထူးခြားပါတယ်။လိဂ်ထိပ်ဆုံးနေရာကိုရယူနိုင်ဖို့ကြိုးပမ်းနေတဲ့အခြေအနေကြောင့်ဒီပွဲမှာအမှားမခံနိုင်တဲ့စိတ်ဓာတ်နဲ့ဝင်ရောက်ကစားမဲ့အသင်းလည်းဖြစ်ပါတယ်။တစ်ဖက်မှာ Chelsea ကတော့ရာသီအစပိုင်းမှာအတက်ကျရှိခဲ့တော်လဲအလယ်ပိုင်းမှာစတင်ကပုံမညီညာလာတဲ့အသင်းတစ်သင်းဖြစ်လာပါတယ်။တိုက်စစ်ပိုင်းမှာလင်မြန်မှုနဲ့တံပြန်တိုက်စစ်ကောင်းမှုရှိတယ်လို့လူငယ်ကစားသမားတွေရဲ့အာမန်ကလည်းအသင်းကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။သို့တော့အကြီးစပွဲများတွင်တည်ငြိမ်မှုမရှိခြင်းအခွင့်အရေးတုံးချနိုင်စွမ်းမလုံလောက်ခြင်းတို့ကအားနည်းချက်အဖြစ်ဆက်လက်ပေါ်လွင်နေပါတယ်။ဒီပွဲမှာတော့အတိတ်ရလက်တွေကိုဖျက်ချင်တဲ့စိတ်ဓာတ်နဲ့ပြိုင်ဘက်ကိုအံ့အားသင့်စေခြင်းနဲ့ရည်ရွယ်ချက်ထင်ရှားနေပါတယ်။နီးပြူဟာအရာကြည့်မယ်ဆိုရင်အာဆင်နယ်ဟာဘောလုံးပိုင်ဆိုင်မှုအပေါ်အခြေခံပြီးတည်ငြိမ်စွာတိုက်စစ်တည်ဆောက်မဲ့ပုံစံဖြစ်နိုင်ပါတယ်။ Chelsea ကတော့နောက်တန်းမှာတံပြန်တိုက်စစ်နဲ့လျင်မြန်စွာထိုးဖောက်ဖို့ကြိုးစားမဲ့ပုံစံမြင်ရပါတယ်။ Midfield battle ဟာပွဲရလက်ကိုဆုံးဖြတ်နိုင်မဲ့အရေးကြီးဆုံးအချက်ဖြစ်လာနိုင်ပြီးအလဲကွင်းထိန်းချုပ်နိုင်သူကပွဲကိုထိန်းချုပ်နိုင်မဲ့အခြေအနေရှိပါတယ်။စိတ်သက်ပိုင်းအရလည်းဒီပွဲဟာအရေးကြီးပါတယ်။အာဆင်နယ်အတွက်လိဂ်ကောင်းဆောင်နေရာကိုထိန်းသိမ်းရန်အရေးပါတယ်လို့ Chelsea အတွက်လည်းအမြင့်ဆုံးအဆင့်ပြိုင်ပွဲဝင်ခွင့်ရရှိရန်အလွန်တန်ဖိုးရှိပါတယ်။ထို့ကြောင့်နှစ်ဖက်စလုံးအားကုန်ထုတ်သုံးမဲ့ပွဲတစ်ပွဲဖြစ်လာမည်မှာသေချာပါသည်။သုံးသက်ချက်အရအာဆင်နယ်အနေနဲ့အိမ်ကွင်းအားသာချက်လက်ရှိပုံစံကောင်းမှုတို့ကြောင့်အနည်းငယ်အသာစီးရနိုင်ခြေရှိသည်ဟုမြင်ရပါသည်။သို့သောဒရဘိုက်ပွဲများသည်ခံမှန်းရခက်သည့်တဘာဝရှိသောကြောင့် Chelsea ဘက်မှလည်းအံ့အားသင့်ပွဲရလက်ထုတ်နိုင်သည့်အလားအလာရှိနေစေဖြစ်ပါသည်။အဆုံးသက်တွင်တင်းကျပ်၍စိတ်လှုပ်ရှားစရာကောင်းသည့်ပွဲတစ်ပွဲကိုပရိသတ်များမြင်တွေ့ရမည်ဟုမျှော်လင့်ရပါသည်